နိုးထချင်းဆိုတဲ့အခမ်းအနားကကျောင်းသားတွေကိုသူတို့အစင်းနဲ့ကိုက်ညီတဲ့တားရဲစာလေးကိုစင်းခေါ်နိုင်မယ်အခမ်းအနားတစ်ခုပဲဖြစ်ပါတယ်။တားရဲစာလေးမှာအနေဆုံးတင်မျိုးစစ်ရှိုးဝက်စမ်းကြယ်စစ်စမ်းကြယ်စစ်ဟုံအစစ်မြေအစစ်ကောင်းကင်စစ်အမြင့်ဆုံးစစ်နတ်ဖျားဆင်းဆိုပြီးအနေဆုံးစစ်စွာအ ਨੇ ဆုံးကနေအမြင့်ဆုံးစစ်စွာအမြင့်ဆုံးဆိုပြီးအစင်းစင်းတတ်မှတ်ထားတာပဲဖြစ်ပါတယ်။နိုးထချင်းကိုပြုလုပ်မဲ့ကျောင်းသားကမော်လင်းတိုင်ကိုဝိုင်းရံထားတဲ့နေရာကိုဝင်ရမှာဖြစ်ပြီးတောက်ပွားတဲ့အလင်းတိုင်အရေးအတွက်များလေတယ်စင်းကောတားရဲစာလေးကအစင်းမြစ်လေးပဲဖြစ်ပါတယ်။ကျောင်းသားတွေတယောက်ပြီးတယောက်နိုးထချင်းကိုပြုလုပ်ခဲ့ကြပါမယ်အမြင့်ဆုံးမှာဟုံအစင်းထိတာရှိသေးပြီထူးခြားစွန့်ရင်အမြင့်ပိုင်းစစ်နေထိဘယ်သူမှမရောက်သေးတဲ့အချိန်လေးပဲဖြစ်ပါတယ်။နောက်ထပ်အလဲကျသူကတော့ကျိုးမိသားစုကဆင်းသက်တဲ့တကြောင်လုံးရဲ့ကွင်းတစ်ဖြစ်လေကျိုးရင်ဖြစ်ပြီးကျောင်းသားတွေတက်မှလည်းထုံးစံတန်မျိုးရိုးမြင့်တဲ့သူတွေချမ်းသာတဲ့သူတွေပါဝင်ကြတာပဲဖြစ်ပါတယ်။ခ ्यू မဆိုင်တဲ့သူကမှပိုစိတ်ဝင်စားတတ်တယ်မိန်းကလေးတွေတဘာဝအတိုင်းတကြောင်လုံးရဲ့ကွင်းဖြစ်နေတဲ့သူ့ကိုတော့ခ ्यू ဆိုင်မနေရတဲ့ကျောင်းသားရံရံကို